သမီးဦးမွာလေးကြောင့်အလူကြီးတွေပေးကပီတီတွေဖြစ်နေကြတဲ့ဦးမျိုးတန်ကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရှာပါတယ်။ဦးမျိုးတန်ကတော့ချစ်တဲ့သူကြီးဖြစ်လူအများကြားမှာသိရှိလာသူပါ။အသက်အရွယ်ကြီးမြင့်လာပေမဲ့လည်းတပင်လေးလိုတပင်ထူနိုင်ခဲ့တယ်လို့ချစ်ရေးမှလည်းကံကောင်းခဲ့ရပါတယ်။ဦးမျိုးတန်အနေနဲ့ဖန်ပြောတရေသားရအောင်နေတဲ့သူသမီးဦးအမွာလေးတွေကိုပါမွေးဖွားနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းလူအများရဲ့အားကျခြင်းကိုပါခံခဲ့ရတာပါ။လက်ရှိမှာတော့ဦးမျိုးတန်အနေနဲ့သမီးလေးတွေရဲ့ရက်111ပြည့်မွေးနေ့အဖြစ်အလူတန်းတွေပါရဲရောပြုလုပ်လာခဲ့ပါတယ်။ဓမယန်တီဆရာတော်ဖျားကြီးကအမိုးချားက350နီးပါးအထိလူတန်းပေးခဲ့တယ်လို့ရဟန်းတန်ကနဲ့ယောဂီအတွက်လည်း73သိန်းနီးပါးအထိကျွေးမွေးလူတန်းခဲ့ပါတယ်။ဆရာတော်ဖျားကြီးရဲ့ဝိဇာတမွေးနေ့နဲ့အတူသမီးဖြစ်သူတွေရဲ့111ရက်ပြည့်နေထူးနေ့မြတ်ဟာထူးခြားခြားတိုက်ဆိုင်နေကြတာပါ။ဒါကြောင့်လေသာသနာကျိုးပြုသမီးလေးတွေဖြစ်ဖခင်တယောက်အနေနဲ့ပီတိဖြစ်နေကြရပါတယ်။မြို့တန်ဟာသမီးလေးတွေမွေးပေးနိုင်ခဲ့တဲ့ဇနီးအတွက်လည်းကားအသစ်ကြီးကိုလက်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ခင်မင်းလိုတသွဲကိုကြီးလိုတဖုံချစ်တတ်တာကြောင့်ဇနီးဖြစ်သူကလည်းချစ်မဝနိုင်အောင်ဖြစ်ခဲ့ရပါတယ်။အဆုံးဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်